အဲ့ဆိုဓာတ်ပုံပြလေနင်ခုဓာတ်ပုံပြလေ ဟာကွာဘယ်သူမှမပါဘူးငါအလောက်ကလူတွေကြည့်ပဲအပြင်မှာကွာအရေးတကြီးမီတင်ရှိလို့စိုင်ခဏဝင်ထိုင်တာ ဘာဖြစ်တာတော့အော်ကြီးချင်းနဲ့ နင်အလောက်သွားမယ်လို့ပြောတာနော်ငါတိတ်တိတ်ချာချာစစ်မင်းမအခုနင်အပြင်မှာရောက်နေဆိုပြောဓာတ်ပုံပြနင်ဘက်ကမှန်ဓာတ်ပုံပြငါ့ အေးစစ်စစ်ပြောပါတကယ်ကြီးရှက်စရာကြီး ပို့မယ်အခုပို့လိုက်မယ်အခုပုံရိုက်ပြီးပို့လိုက်မယ်ဟယ်လိုအေးနင်ကြည့်လိုက်အဲ့ဘသူတော့နင်ဓာတ်ပုံနင်ကြည့်လိုက်နင်သိချာကြည့်လိုက်အဲ့ဘသူတော့ဘသူတော့ ဘာလဲကွာဖြတ်သွားတဲ့သူနေမှာပေါ့အဲ့ဒါ အဲ့ဆိုဗီဒီယိုကောခေါ်မယ်အခုဗီဒီယိုကောခေါ်မယ်ပြလေအဲ့ဆိုပြလေဗီဒီယိုကောခေါ်ပြီးပြလေနင် ခေါ်လိုက်လူကိုခေါ်လိုက်ရတယ်ခေါ်လိုက်ဒီမှာတွေ့လားကိုလူဟိုဘက်မှာစီရဲနော်တခြားဘသူမှမပါဘူးလို့ပြောနေတဲ့ဟာကွာဟိုဘက်ကမှကောင်တာပဲရှိရကောင်တာတဲ့ကလေးတွေပဲရှိရပြလို့မကောင်းဘူး ချားလုံးကြမဝင်ကောင်းဘူးတဲ့ငါတို့လည်းဝင်ပါညမှာဘူးဒါပေမဲ့အခုအချိန်တော့မီသေးတယ်မင်းစဉ်းစားဖို့ ဟုတ်တယ်ရောထောက်ကြီးနားလည်းမရှိကွာလိုက်ပြီးဦးတိုးနေရကြတော့မင်းတကယ်ယူရချင်ကြမင်းတိုင်ပတ်မယ်တော့ရော အေးကွာငါလည်းအဲ့ဒါပဲစဉ်းစားနေဒီနေ့ငါနေ80လို့ဘလို့မှဖြစ်မှာမဟုတ်ယူတော့ကွာပြတ်တာပဲကောင်းတယ် ငါပေါ်မှာဆက်အမြဲတမ်းရိုးသားမှုမရှိဘူးတောင်ပြောမြောက်ရောက်မြောက်ပြောတောင်ပြောအမြဲတမ်းလိန်ည ငါပြောသားပဲနင့်ကိုငါတော့နင်တို့နှစ်ယောက်သမီးစားဘွားပဲရှိသေးရဲ့နော်ယူတော့မယူရသေးဘူးယူများယူရင်နင်တို့နှစ်ယောက်မလွယ်ဘူး အခုလည်းအလုတ်ဆိုပြီးတော့ငါမတင်ကားလုံးမေးတော့ဘီယာဆိုင်ရောက်တယ်လေယူပါဘူးပြက်မှာငါလဲ ပြောတာပဲဟုတ်တာလည်းမဟုတ်ဘူးသမီးစားဘွားချစ်ချီနူတိတိတူရမယ့်ချိန်မှာနင်တို့နှစ်ယောက်ဒီလိုတစ်ကြက်ကြက်ဖြစ်နေတာယူမယူရတော့မျက်နှာစဉ်းစားပေါ့ ယူပါဘူးပြက်မှာကြည့်ထားရှေ့ကိုယူပြီးတာကျမပါရှေ့ဒီနိုင်မတော်လို့မရဘူးလား တော့လို့မလုပ်ကောင်းပါလေမိမရဲ့အထက်လူကြီးကအလုပ်ပြားမှမလို့နှုတ်ဆက်ပွဲလုပ်တော့ကွာကိုမပါလို့မကောင်းဘူးလေ မအောင်လို့ပြောလိုက်လေမမိမဘိုက်ကြီးကြီးနဲ့လို့ပြောလိုက်လေ ဟာမင်းဘိုက်က6လလောက်ကြီးမှာကွာငါ6လလောက်ဘဲမှမသွားပဲနေရမှာလားကွာ ရှင်ကလမ်းမဲရှာခြင်းလေပြင်ရှင်တောက်လာမှာမလား တောက်လေနည်းနည်းပါးပါပေါ့ ကျမအဲ့အနတ်နေခံနိုင်တာမဟုတ်ဘူးအဲ့အရက်နဲ့နေကျမအဲ့လိုမရဘူးလို့ပြောရလေ မဟုတ်ဘူးယောက်ျားပြန်လာရင်ကွာတော့တိုက်ပြီးအိမ်မယ်ကွာပြီးခဲ့ဝါအိမ်မယ်ကွာဟိုဘက်လဲအိမ်မယ်ကွာနော် ပြင်ရှင်တော့အဲ့စားတောက်ဆိုင်မှာအဲ့တောက်တာစားတယ်မကောင်းရှင် KTV တွေတော့မှကျမသိတယ် အာဘဲမှမသွားပါ ပြင် ဘူးကွာ KTV ကကောင်မလေးနဲ့ရှင်တို့တွေပြင်တော့ line ပေါ်မှာကြည့်လိုက်မိမအိမ်မှာဘိုက်ကြီးနဲ့ယောက်ျားတွေက KTV ကောင်မလေးတွေနဲ့ဖြစ်ပြက်နေတာဆိုတာကြမယ် ဟုတ်ပါဘူးစားတော့ဆိုင်မဲသွားမှာကွာယောက်ျားဂတိပေးတယ်ဂတိပေးတယ်နော်နော်မင်း ဟေ့ကောင်းမလေးမခေါ်ဘူး အာမကောပါဘူးကွာမဟုတ်ဘူး ခေါ်လိုက်ပါ အာရောက်မလုပ်ပါနဲ့ကွာ easy တချင်းမဲ့ဆိုစမ်းမှာငါအဲ့ဒါဝမ်းသာမပါဘူး ငါတို့ကခေါ်ရတာ ဟာရောက်တချင်းမဲ့ဆိုပါကွာမလုပ်ပါနဲ့အဲ့ဒါတွေ အပြင်းပြခေါ်တာဘာဖြစ်လို့မင်းရလဲ ခေါ်ချင်မင်းတို့ကတော့ခေါ်ကွာ ကိုယ်ပါစစ်ဆိုမလဲ ဟုတ်မွေးမေကြီးလူဆက်ဖူးကျင်တယ် နောက်တော့ကော အမေ ကိုကြီးပါစားမလဲ မစားတော့ဘူးတော်ရင် ကိုကြီးစားညီမလေးတို့မစားလိုက်နော် ဟုတ်စား ဒီမလိုက်နေစား ဟယ်လိုဟင်ဟဲ့လေမင်းမင်းဖုန်းမကင်လို့တဲ့ ဟောတော့ပြီဘစ်ကောနဲ့ဆယ်လောက်ရှိတယ်ပြဿနာတက်တော့မှာဟာ နင့်ကငါပြောသားပဲမယူပါနဲ့မယူပါနဲ့ဆိုတာကို ယူပြီးရဲ့အချိုးပြစ်မဲ့ထင်တာပေါ့တငယ်ချင်းရဲ့ ကဲအခုထုတ်တွေပွဲနဲ့နေပါဆက်လုံးပါလေ အဲ့ဘောဆင်းမလို့ နင့်ကိုနေကြည့်အောင်လေမပေါ့မပိုင်းနဲ့ဖီပွဲနေတာလည်းမဟုတ်ဘူး ပွဲမလို့မဟုတ်ဘူးဒင်းအောင်ပညာပြမှာဟဲ့မှတ်လောက်သားလောက်အောင်ထားပြခင်မှာငါ့ကိုမလုပ်ဘူးထင်နေရမပြီးနိုင်ဘူးသူ့ရဲ့အလုပ်တွေလေတင်လာညာသာစားပွဲဘာပွဲညာပွဲသူ့အလုပ်ညာတော့ မိမဘာလို့နေရလဲ ရှင်းပြန်လာရဲ့တည်းရပေါ့ ဘာဖြစ်လို့လဲမိမရဲ့အထုပ်တွေကဘာလုပ်ထားရလဲ ဘာလို့ထားလို့ထင်တော့လဲအိမ်ဘောကဆင်းမလို့ရှေ့ဆောင်နေတာ ဘာလို့အိမ်ကဆင်းပါလဲမိမရဲ့နောက်ကျနေပြီလေညတော့နှက်နေပြီကို နောက်ကျလည်းမိုးချုပ်တာနဲ့ညက်နေတာတော့ရှင်သိရပေါ့ ခါရပြောပါအောင်ကနှစ်တငယ်ချင်းကိုပြောပါအောင် ဆက်ဆက် ပြောလို့ရမယ်မချင်းဘူးကိုလေးနဲ့ကိုလေးဘာလို့နောက်ကြရတော့ မဟုတ်ပါဘူးဟာဟိုမိမရဲ့မစင်းပါနဲ့မင်းစင်းသွားရင်ဘယ်မှာသွားနေမှာတော့ ဘယ်သွားနေမယ်ထင်လို့တော့
ကျမအိမ်သွားလို့တော့ရှေ့လာလောက်မှာပေါ့ကျမတစ်မျိုးလုံးอ่ะကျမတငယ်ချင်းခက်အိမ်သွားမှာ ငယ်လေးပြပြလေးလေးလုံးကြပါနော်လေမရလဲညလေးနှက်နေပြီငါလေးပြန်တော့မယ်ကွယ်နော်ပြပြလေးလုံးကြနော်တကယ်ကျတော့နော်အေး ခွေကျနည်းနည်းနောက်ကျလာလို့ပြောခဲ့တယ်လေမိမရဲ့နော် ရှင်ပြောတော့ KTV မသွားဆို KTV တော့စားတော့ဆိုင်မသွားတာပါ KTV နိုင် KTV နိုင် KTV နဲ့လို့ရှိလို့လား ရှိတာပေါ့ဆေးလိမ့်နဲ့နေအောက်တိုးတိုးနဲ့နေအဲယာကွန်းနဲ့နေအဲ့အခန်းနဲ့နေထွက်လာကျမတို့ကသိတယ် ယောက်ျားမရပါဘူးမိမရဲ့ ရှင်သွားရမလား ဟိုစားတော့ဆိုင်လည်းအလုံးငယ်အဲကွန်းနေနဲ့ ရကြထားရှင်ထား ဟုတ်မိမဘယ်နိုင်ရှိတနားကြီးကွဟိုမွေးချင်လို့လားအမွေးတိပါဘူးမိမအခုမှ4လလား5လလားရှိသေးရအောင် ရှင် KTV သွားရမလား ဟာမတော်ပါဘူးဆိုမိမရဲ့ ဝန်ခံလိုက် မတော်ဘူးလို့ ဝန်ခံလိုက်တဲ့နဲ့တော့ဝန်ခံလိုက် တကယ်မတော်ဘူး ရှင်တို့ရုံးကတငယ်ချင်းလူလူစတိုရီတင်ထား ဟမ်လူတော်တာလေယောက်ျားမပါဘူးလေ ရှင်ဖုန်းနေတာကိုတင်ထားတာ ဟာမတင်မနဲ့ဆိုကွာ ဟေးမပြန်ရင်သေးဘူးကွာဟို KTV တော့ အာရောင် KTV ကတော့မလိုက်ဘူးရောင်ငါဘာမှလည်းလုပ်တာလည်းမဟုတ်ဘူးပြောချင်းအောင်တက်တက်လိုက်တာပြီးငါမိမအကုန်သိပြဿနာရှာခံရတယ် ဘလို့သိရတော့ အနံ့နဲ့သိတာဟေး KTV နဲ့ဆီလိနဲ့ तू ကအကုန်သိတာငါမဘာမှကိုလုပ်မရဘူးပျော်ရတာနဲ့ရစ်ခံရတယ်ကိုမကမိဘူး ဒါဆိုကွာဟေးဒီလိုလို့ အတော်ရကြဘာလုပ်နေရတော့ အာရုံးပေးရဆိုတော့မိမဝင်စားနေရှော့ကူနေတာ မဟုတ်တော့ငရဲကြီးနေမယ်မလျှော်နဲ့မလျှော်ရဘူး ဩကိုဝင်စားကိုရှော့တာကိုမိမဝင်စားကိုရှော့တာဘာဖြစ်တော့ ဟဲ့ဒိုးပြီးတော့ခေါ်ထားပြီးတော်ပြီးယောက်ျားတော်ပြီး ဝင်စားရပြီးတော့မယ်ဒီမှာဒီအမွှေးစီလေးထည့်ပြီး15မိနစ်ဆင်းလိုက်ပြီးပြီ မွေးညာတော့ အမွှေးမှာဗောမိမဘိုက်ချင်းနဲ့ဆိုတော့လေအမွှေးနဲ့လေးနဲ့ရရင်ခေါင်းကြည့်အောင်လို့ဆိုပြီးတော့ butterfly memory ကနဲ့အမွှေးစီလေးနဲ့ရှော့ပေးမလို့ ပြပါဦးဟိုင်းနေရကြအယုံဆုံးဝယ်လာပေါ့ ဟုတ်တာဗော butterfly အားတဲ့ကဘာကျော်ပြင်းတည်ရင်မွှေးစီနဲ့ထုတ်တာတော့အရန်မွှေးတာတဲ့သူနဲ့ရှော့ထားလို့ရှိရင်လေဆေးလိမ့်နဲ့ ဟမ် မုံနဲ့နေဟိုအောက်တိုနဲ့နေအကုန်ရှင်းတာမိမရဲ့ဟုတ်တယ်ချော်ထားလို့ရှိရင်လေအဝတ်တွေကလည်းနူးညံ့ပြီးမိဖို့တန်းကလည်းတက်တာတယ်မိမရဲ့ဆက်ဆက်မဖြစ်တော့ဘူးအဝတ်စားတွေတည်းမဟုတ်စောင်းတွေတစ်ပတ်တည်းအရက်ခင်းနေအကုန်ချော်လို့ရတာဗျာ ဟိုင်းနေမှာနော် အေး အလင်းကျမတခါလဲစောင်းနေပါတော့ညယောက်ျားတခါလဲလျှော်လိုက် ဟေးဝိချိုင်းနေပဲဒါနဲ့ကိုလေးကချိုးရီပြောင်းသွားတာ မလေးငါဘိုက်ကြီးတော့အများဆိုကိုယ်တိုင်လျှော်ပေးရနော် butterfly memory ကားတဲ့အမွှေးစီလေးကိုတေချာသုံးပြီးစိတ်ပြီးလမ်းပြီးတအိမ်လုံးမွှေးကြိုင်ငါမှအကျင့်နေပါလို့မအထွားလိုက်ကြီးကိုဝယ်ထားတာတော့ အဲ့လိုဒီမွေးရ လေမွှေးသလားဝဲနဲ့14ရက်ထိခံတဲ့အမွှေးနာပြီးတော့ဟဲ့အဝတ်တွေအစ်စ်တိုင်းပဲ လာ သုံးလနဲ့ ဒီငါရှော့တဲ့အပ်တာလေ အဲအလျှော်တဲ့ဆိုငါမိမယ်နေဆဲတဲ့ဆိုတထုပ်ဖြုတ်ပေးလိုက်လေသူဆဲတဲ့တော့လျှော်လို့ရလေတထုပ်ကို ဟလာ တော့အာမွှေးတာရေမွှေးသုံးထားတယ်လို့ပဲ ဟဲ ဝတ်စားတွေလည်းလေအေးအစ်စ်တိုင်းလေးပဲ ဟဲအဲ့ဆိုရင်တော့ငါလည်း butterfly လေးနဲ့ရှော့တဲ့ကိုစိန်ခိုင်းအောင်မယ်ဟဲမွေးနေတာပဲ သမီးရေပြီးသွားတော့မယ်ပြီးနည်းနည်းနောက်ကြမယ်ဒီမှာနည်းနည်းနောက်ကြမလားဒီနေ့ ဟောတော့ဘယ်သွားစားရှိလို့တော့ ဟိုလူမွေးနေရှိလို့မိမရဲ့ ဟောတော့အခုလေးတည်းမှာအမကိုလင်းကကောင်းလာတဲ့အချိုးပြောင်းနဲ့ပြောနေအောင်ယောက်ျားနော် မသွားလို့မကောင်းလို့မိမရဲ့နော်ပြီးရတယ်တက်ပြန်လာခဲ့နော်သမီးတတ ဟိုဒီဟာဒီ KTV တွေမသွားတဲ့နော်ကြိုက်ဘူးနော် သိချပါမိမလည်းတော်မယ် နင်တို့ပြဿနာတွေစိုင်အောင်တယ်မလားနဲ့ကိုကိစ္စကိုရှင်းအေးခါထဲမှာထားမယ်နော်ဧည့်သည်လာရင်ဟင်းမွေးတွေများများမှာခိုင်းအိုက်ထဲကနေပတ်စံနဲ့ပေးမယ်ကြားလားဟုတ်ကိုကြီးအမြဲလာလိုက်တယောက်တည်းပဲနော်အဖေါ်လေးကလည်းမခါတော့ မခေါကျွန်တော်မိမရှိတယ် အဲ့ဆိုဟင်းမွေးလေးပါလိုက်မယ်နော် မှားရတယ်အများမရှိတော့ဘူးပဲ စားလိုက်ပြီ ဒါလေးကညီမတယောက်တည်းစားလိုက်တာ ထပ်ပါလိုက်မယ်နော် waiter မိမအိပ်ပြီလားကလေးရောအိပ်တော်ပြီလား အဲ့ပြီဘောကလေးပကတ်ထဲမှာအဲ့ပြီရှင်ဖုန်းခေါ်မရအောင်တော့ဆက်တဲ့မွေကြီးကပြင်ပါ ဟုတ်တယ်ဟိုဖုန်းကဆင်းနေလို့ခါကွာမဖြုတ်ထားမိလို့ ရှင် KTV တွေသွားလာနေတာယောက်ျား မတော့ပါဘူးမိမရဲ့ဟောမွေးနေတယ်ဘတာဖလိုင်းနဲ့လို့ဘာ KTV နဲ့မှမရှိဘူးကဲအိပ်နေယောက်ျားလည်းဝစားလည်းပြီးအိပ်မယ် မိုးတော်ချုံနေရော မိမဖုန်းလာတယ် ယောက်ျားဖုန်းလေယောက်ျားကင်လိုက်လေ ဟာမိမကန်ရတော့ပါ အမိုးချုပ်ကြီးရောဘာသူတော့ဖုန်းလေးမထားဘူး ပဲကန်လိုက် ဟမ်ယောက်ျား
ဟဲ့ရှင်ဖုန်းမဟုတ်ဘူးနော်အမရှင်ဖုန်းမဟုတ်ဘူးရှင်ဖုန်းအမဲရောင်တော့ဒါအပြာရောင်ဘယ်သူဖုန်းတော့ဒါ ဘာလို့ရောက်နေရတော့ ရှင်ဟယ်လို ဟယ်လိုဟုတ်ကဲ့ဖုန်းလေးမပါတော့လို့ရှင် ဟမ်ဖုန်းလေးမပါတော့တော့ဒါဘယ်သူဖုန်းလဲ အော်ဟုတ် KTV ကဖုန်းရှင် အော် KTV อ่ะအဲ့ဆိုရင်မပါသွားတဲ့ကိုလင်းဖုန်းကဘယ်မှာကြံခဲ့ရလဲ အော်ဟုတ်ညီမတို့ KTV မှာရှင် ညီမကဘာတူလဲ KTV ကကောင်မလေးတက်တာလာမင်းမ ဟ